တနာရီတော့ပေးအဲ့တနာရီအတွင်းမှာကိုဗီဒီယိုတွေကို run နိုင်အောင်ကိုလုပ်ပါအခုမှစပြီးတော့ရင်ဗီဒီယိုတွေလည်းဖန်တီးနေတယ်ဒါပေမဲ့ကို့မှာလည်းအချိန်ရလည်းမရှိဘူးဗီဒီယိုတွေကိုလည်းရိုက်ပြီးတော့ရင်တင်နေတယ်ဒါပေမဲ့ဗီဒီယိုတွေကနေ့တိုင်းရိုက်ရမှာလားစက်တက်ရိုက်ရမှာလားဒီလိုမျိုးနေ့တိုင်းရိုက်နိုင်ဖို့စက်တက်ရိုက်နိုင်ဖို့ဘယ်လိုမျိုးအချက်တွေလိုအပ်ထားလဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်လင်းကိုယ်တိုင်ကလည်းအလုပ်တစ်ဖက်နဲ့ပေါ့နော်လုပ်နေရင်းနဲ့အခုလိုမျိုးဗီဒီယိုတွေဖန်တီးလာခဲ့တာအခုဆိုရင်လင်းရဲ့ TikTok account follower ဆိုရင်3000ကျော်လာခဲ့ပြီပေါ့နော်အဲ့လိုမျိုးခါမှာလင်းကဘယ်လိုမျိုးဗီဒီယိုတွေဖန်တီးခဲ့ရလဲဆိုရင်လင်းတို့အနေနဲ့တနင်္ဂနွေပိတ်ရက်ကတော့လင်းတို့ပိတ်တယ်ပေါ့နော်အလုပ်ပိတ်တယ်ပိတ်တဲ့အခါမှာလင်းကနေပြီးတော့တပတ်လုံးစာတင်ဖို့အတွက်လင်းကတနေ့ကိုဥမာကိုက3ပုတ်တင်ပါလား4ပုတ်တင်ပါလား1ပုတ်ပဲတင်ပါလားပေါ့နော်တကယ်လို့ကို3ပုတ်တင်မယ်ဆိုရင်9ရက်စာကို22ပုတ်ပေါ့နော်အဲ့လိုမျိုးကိုရိုက်ရမယ်ဖြစ်ပါတယ်တကယ်လို့ကိုတနင်္ဂနွေနေ့မှာကိုပိတ်တယ်ပိတ်တဲ့အခါမှာကိုအချိန်ကြီးအများကြီးမပေးနိုင်ဘူးဆိုရင်အချိန်တနာရီတော့ပေးအဲ့တနာရီအတွင်းမှာကိုဗီဒီယိုတွေကို run နိုင်အောင်ကိုလုပ်ပါလင်းကိုနိုင်ကလည်းဒီလိုမျိုးလုပ်လာရင်လည်းအခုဆိုရင်လင်းရဲ့ TikTok account follower ဆိုရင်3000ကျော်လာခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ထင်ပါတယ်တကယ်လို့အကျိုးရှိရဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်